တွေပဲကြံတော့ရင်ဘယ်နဲ့လဲမရှိတော့ဘူးဘေးတွေပေးရတော့မယ်ဘာတွေသုံးခဲ့မိလားလဲကွာအင်းလာကဖုံးပေစေပင်ဘာညာကွိကွာခွဲထားရမယ်ငွေကြေးတွေကိုတေချာစီမံမှသုံးဆွဲဖို့လုံလောက်မှာပေါ့ဒါမှလမ်းမကုန်ရင်ချောင်းချောင်းလေးလေးရှိမှာ A few moments later ဟာမွေးနေ့တွေကရှိကြပြန်ပြီဘာတစ်ခါစူးမယ်လာကြမှာဘာလို့မွေးနေ့တွေရှိနေရလဲကုန်ပါပြီကွာဟိုးဖက်နှက်တွေဈေးတော်တော်ချနေပါလားဘာလို့ချင်းတဲ့ဒီဇိုင်းပဲဝေါ80ရာခိုင်နှုန်းတော့လားဟိုးမနေ့ပြန်ဘိုင်ဝမ်ကန်ဝမ်ဆိုပဲဟာတော်တော်တန်တာပဲမိုးလင်းတာနဲ့မြင်မြမှားလိုက်အောင်မယ်ဒါတော့ငါတပစ္စည်းတွေလိုပါဘူးကွာဒါပေမဲ့ဘိုးကြီးရာကောင်းလာအောင်ချစ်ဖို့ကောင်းနေလို့မှားလိုက်အောင်မယ်ဟာပတ်စံတွေကဘယ်ရောက်ကုန်တာလဲကျွေတွေပဲကြံတော့ရင်ဘယ်နဲ့လဲမရှိတော့ဘူးဘေးတွေပေးရတော့မယ်ဘာတွေသုံးခဲ့မိလားလဲကွာကဲဒီလာတော့ရှိသေးတော့နောက်လာကြမှာတေချာလုံးမယ်ပြောနေတည်ခဲ့တယ်ဟုတ်တယ်မလား